Channel H မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ sharing လုပ်ပြီးသွားမှာတော့ဆရာရောရွေးညွေအင်းမရဲ့ကုသိုလ်ဖြစ်အောင်တွေးမယ်ဆိုရဲစာအုပ်လေးတွေကစိတ်ညစ်ရင်အာယုံပြောင်းလိုက်ပါဆိုရဲဆောင်းမတူလေးကို sharing လုပ်ပြီးသွားမှာဖြစ်ပါရရှင်ဘဝမှာအမြဲတမ်းပျော်ရွှင်တက်ကြွနေဖို့ဆိုတာကတော့အတော်မလွယ်တဲ့ကိစ္စပါတခါတလေပျော်မယ်တခါတလေစိတ်ညစ်မယ်တခါတလေဆိုဘဝမှာဘာမှအသုံးဝင်နေတော့ရသစ်ဆွေးတုံးကြီးလိုမျိုးခံစားခြင်းခံစားရမယ်ပျော်ရွှင်နေတဲ့အခါဘာလို့လို့အဆင်ပြေနေပြီမဲ့မပျော်မရွှင်နဲ့စိတ်သက်သာနေတဲ့အခါမျိုးတွေမှာတော့ဘာပဲလို့လို့အဆင်မပြေဖြစ်နေတတ်ပါတယ်ဒါဘာလို့လဲလို့မေးရင်အာယုံချောင်းလို့ရေဘူးရဖြစ်လို့ရပါတယ်ဘဝခရီးတခြားအာယုံမျိုးစုံနဲ့တွေ့စင်ရပါတယ်ဒီအာယုံမျိုးစုံထဲမှာနှစ်သက်တဲ့အာယုံလည်းတွေ့ရမှာဖြစ်တယ်လို့မနှစ်သက်တဲ့အာယုံလည်းတွေ့ရမှာပါတခါတလေအာယုံတစ်ခုကြောင့်ကိုယ့်ရဲ့ဘဝလမ်းကြောင်းတွေပြောင်းနေတတ်တာတော့ရှိတတ်ပါတယ်ဒါမျိုးကတွေ့ကြုံရသူအတွက်အလွန်အန္တရာယ်များပါတယ်ဒီတော့ဘာလုပ်မလဲအာယုံစုံနဲ့တွေ့ပြီးစိတ်ညစ်နေတဲ့အခါမျိုးမှာအာယုံပြောင်းပြလိုက်ဖို့ပါပဲခရီးထွက်ပြတာကိုဝါဒနာပါဆုံးကုသိုလ်ကိုအာရပါရပြုလုပ်တာရိတ်တာမှာတပတ်စိန်ရဲ့ဝင်တာစာမှာဓာတ်ရိုက်ပြထားတာကတော့စိတ်ညစ်လာပြီဆိုရင်ကိုဝါဒနာပါတဲ့ဝေယဝိစာကုသိုလ်တစ်ခုကိုပြုပြီးတော့ဖြောက်ပြစ်ပါတဲ့ဒီနေရာမှာအာယုံပြောင်းဖို့အတွက်တောက်လိမရှိရဲ့အရက်သွားတောက်တာတို့ဘေးရင်သွားမိတာတို့တော့အထူးသတိထားရပါမယ်ကိုအားနည်းချက်ကိုသိပြီးအခွင့်အရေးယူတတ်တဲ့သူမျိုးနဲ့တွားကြည့်လို့ကတော့ပိုတော့အန္တရာယ်များသွားနိုင်ပါတယ်အဓိကကတော့အာယုံပြောင်းလဲမှုမှန်ဖို့ပါအာယုံပြောင်းလဲမှုရဲ့အကျိုးတရားမှုနဲ့ပတ်သက်ပြီးတော့ဒီဟိုကဓမ္မဝတ္ထုလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်တော့ဒီဟိုကျွန်းမှာကိုရင်တိတ်တာဆိုရဲကိုရင်တစ်ပါးရှိခဲ့ပူပါတယ်။တနေ့မှာစိတ်ညစ်စရာအာယုံတစ်ခုနဲ့တွေ့ပြီးလူထွက်ချင်ပါလာတဲ့။ကိုရင်တိတ်တာသူစိတ်ညစ်လို့လူထွက်ချင်တဲ့အကြောင်းကိုဆရာဖုန်းကြီးကိုတွားလျှောက်ပါတယ်။ဒီတော့ဆရာဖုန်းကြီးကအာယုံကြောင့်ဖြစ်တဲ့စိတ်ဟာအမြဲတမ်းအစိုးဘက်ကိုကြီးရိမ့်မနေဘူးအာယုံကြောင့်ဖြစ်တဲ့စိတ်ကိုအာယုံနဲ့ပဲပြန်ကုပြီးမှလူဆိုတာအာယုံတိတ်ကိုအခြေတည်ပြီးပျော်ရွှင်တတ်ကြတယ်ဒါကြောင့်အာယုံတိတ်တစ်ခုပြောင်းပေးလိုက်မှပဲဆိုပြီးတွေးမိပုံရပါတယ်အဲ့ဒါနဲ့ဆရာဖုန်းကြီးကကောင်းပြီငါတပည့်လူထွက်ဖို့ဆုံးဖြတ်ပြီးရင်လည်းငါတို့မတားလို့ဘူးဒါပေမဲ့ငါတို့နေရဲ့ကြောင်းကတော့ချိုးရည်အလွန်ရှားတယ်ငါတပည့်လူမထွက်ခင်ငါတို့ကိုရေပေါ်ရာစိတ်တရတောင်ပို့ပေးခဲ့ပါအောင်လို့မိန့်လိုက်ပါတယ်ကိုရင်တိတ်တာလည်းဆရာဖုန်းကြီးပြောတဲ့အတိုင်းသူ့ဆရာကိုစိတ်ကြရတောင်ပို့ပေးရှာပါတယ်စိတ်ကြရတောင်ရောက်တော့ဆရာဖုန်းကြီးကဘလို့ထက်မိန်လဲဆိုတော့ငါတပည့်ရဲ့ဒီစိတ်ကြရတောင်မှာရှိတဲ့အကြောင်းတွေဟာတန်ကာပိုင်းတန်ကိကအကြောင်းတွေကွတန်ကိကအကြောင်းဆိုတော့နေရာထိုင်တာအဆဆရရဆင်ကျင်ရရင်တိတ်လွတ်လပ်မှုမရှိဘူးပေါ့ဒါကြောင့်ပုဂ္ဂလိကကိုပိုင်ကြောင်းလေးတစ်ကြောင်းတော့လိုချင်နေဖြစ်နိုင်ရင်စီစဉ်ပေးခဲ့ပါအောင်ကွာလို့ဆက်မိန်ပါတယ်ကိုရင်တိတ်တာလည်းလူထွက်ခံဒီဆရာသမားကိုနောက်ဆုံးပြုတ်ပေးခြင်းဆိုတဲ့အသည့်နဲ့တက်ကြွနဲ့ပဲပြုတ်ပေးရှာပါတယ်။ကိုရင်တိတ်တာဆောက်ပေးဖို့စိတ်ကူရဲ့အကြောင်းလေးကတော့သူတို့တီဟိုခစ်ကကမ္ဘာထမ်းပုံကြီးတွေအကြိုက်လှိုင်ကူကျောင်းပုံစံလေးပါ။ဒါကြောင့်ကိုရင်တိတ်တာလည်းဆရာဖုန်းကြီးကမ္ဘာထမ်းအားထုတ်ဖို့အစဉ်ပြေမဲ့ကျောင်းပုံစံကိုစိတ်ကူးနဲ့ဥစွာတေချာစဉ်းစားပါတယ်။ပြီးတော့မှဥဒုသုံးပါးနဲ့တင်တော်မဲ့တောင်ကြီးတစ်ခုမှလှိုင်ကောင်းစာတူပါတယ်အော်ဖို့ကောင်းတာကိုရင်တိတ်တာဟာနောက်ဆုံးအခွင့်အရေးဆိုရဲနှလုံးသွင်းပြီးတော့အလုပ်သုံးခုကိုတပြိုင်နက်တည်းလုပ်နေရပါသူလုပ်နေတဲ့အလုပ်ကကမ္မထမ်းကျောင်းအတွက်လိုင်ကိုတူးပါတယ်ဆရာဖုန်းကြီးစီမှာသင်ခဲ့တဲ့တန်ရုပ်တာနိကေကျန်းကြီးကိုလည်းရွတ်ဖတ်တရဲစနေပါတယ်တေဇောကတိုင်းကိုလည်းရှုမှတ်ပွားများပါတယ်ထပ်ပြီးအော်ဖို့ကောင်းတာကမ္မထမ်းလိုင်ကိုကျောင်းပြီးစီရဲ့နေပါပဲတန်ရုပ်တာနိကေကျန်းကြီးဆိုတရဲစမှုပြီးဆုံးသွားလို့သူပွားများနေတဲ့တေဇောကတိုင်းဟာလည်းလုံးဝကိုပြီးဆုံးသွားပါတယ်။ကိုရင်တိတ်တာလည်းအာရဝမ်းတာနဲ့ចောင်းဆောင်ပြီးသွားတဲ့အတိုင်းဆရာဖုန်းကြီးကိုတွားလျှောက်ပါတယ်။ဆရာဖုန်းကြီးကလှိုင်ကိုចောင်းဆောင်လေးကိုလိုက်ကြည့်ပြီးဘလို့ထက်မိန်လဲဆိုတော့အိုးကောင်းလိုက်တဲ့လှိုင်ကိုလေးပါလား။ငါတော်တော်သဘောကျပါရဲ့ကွယ်ငါတပည့်ပင်ပန်းပန်းနဲ့လှုပ်ထားတဲ့လှိုင်ကိုလေးဆိုတော့ငါတပည့်ဒီနေ့တရက်တော့အရင်နေလိုက်ပါပြီးတော့မှငါတပည့်လူထွက်သွားရင်ရဟန်းတရားနဲ့ဝေးသွားမှာဆိုတော့ငါတို့ပေးထားတဲ့ကမ္မထန်လေးနဲ့လည်းဆွမ်းနိုင်လောက်ဒီလှိုင်ယူထဲမှာရှုမှတ်ပွားများလိုက်ပါအောင်လို့ဆက်မိတ်လိုက်ပြန်ပါတယ်
ရင်တိတ်တာလေးဆရာစကားအတိုင်းပြုလုပ်တဲ့လှိုင်ကူမှာပဲတရားရှိမှတ်မှုကိုစပါရင်လှိုင်ကူလေးဟာအသစ်လေးဖြစ်တဲ့ရာသီဥတုပါလေးတာယာကိုရင်တိတ်တာရဲ့စိတ်မှာဝမ်းမြောက်မှုပီတိတွေဖြစ်လာနေပါတယ်တေဇောကတိုင်းပွားပြီးတော့ဇံရထားရဆိုတော့ပီတိနဲ့ရထားတဲ့ဇံကိုအခြေခံပြီးတရားအထုတ်လိုက်တာအရဟတဖို့တည်ပြီးတော့ယဟန္တာဖြစ်သွားပါတယ်ဒီရောမှာဆရာကြီးစုကိုတည်ပြီးဆရာရှိတာအရက်ကိုမှန်းပြီးဥချပါတယ်အော်စိတ်ဆိုတာအမြဲတမ်းအစိုးဘက်ကိုရိမ့်မနေပါလားအာယုံပြောင်းလိုက်တာနဲ့ဘဝတစ်စစ်ချိုးပြီးအမြင့်ဆုံးပန်းနိုင်တစ်ခုကိုမထင်မဲ့ပဲရောက်သွားပါတယ်လို့ဆင်ခြင်မိပါတယ်ဒါကတော့ဒီနေ့ channel H ကနေပြီးတော့ဆရာတော်ရင်ရွေရွေရွေအမရဲ့ကုသိုလ်ဖြစ်အောင်တွေးမယ်ဆိုတဲ့စာလုံးထက်ရစိတ်ညစ်ရင်အာယုံပြောင်းလိုက်ပါဆိုတဲ့စာမတူလေးကိုမျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။နောက်တော့တာဆင်တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။